လေးခုမြောက်သောစာလံအပိုင်ငယ်1မှ8အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသောဖျားအကျွန်ုပ်ခေါ်သောအခါနားထောင်တော်မူပါအကျွန်ုပ်သည်စင်းရဲစဉ်တွင်ကိုရိုသည်ချမ်းသာပေးတော်မူပါပြီယခုလည်းတနာ၍အကျွန်ုပ်၏ပတနာစကားကိုနားထောင်တော်မူပါအချင်းလူသားတို့အဘဲမြကာလပတ်လုံးငါ၏ဘုန်းကိုရှုံချကြမည်နီအဘဲမြကာလပတ်လုံးအနတ္တကိုနှစ်သက်၍မုသာကိုလိုက်ရှာကြမည်နီထာဝရဘုရားသည်မိမိတန့်ရှင်းသူကိုရွေးထားတော်မူသည်ကိုသိမှတ်ကြလော့ငါခေါ်၍လျှောက်သောအခါထာဝရဘုရားသည်နားထောင်တော်မူလိမ့်မည်ကြောက်ရွံ့တုန်လှုပ်၍ဒုစရိုက်အဖြစ်ကိုရှောင်ကြလော့အိယာပေါ်မှာကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍တိတ်ဆိတ်ခြင်းရှိကြလော့တရားသဖြင့်ရစ်ပူဇော်၍ထာဝရဘုရားကိုကိုးစားကြလော့ကောင်းမွန်သောအရာကိုငါတို့အားအဘယ်သူပြမည်နည်းဟုမေးတတ်သောသူအများရှိပါသည်ဖြစ်၍အိုထာဝရဘုရားမျက်နာတော်အလင်းကိုအကျွန်ုပ်တို့အပေါ်မှာပေါ်ထွန်းစေတော်မူပါသူတို့၌စံစပါးစပြည့်ရည်ပေါ်များ၍သူတို့ဝမ်းမြောက်ခြင်းရှိသည့်ထက်အကျွန်ုပ်ကိုတာ၍ဝမ်းမြောက်စေတော်မူ၏ညီဝတ်စွာအိပ်၍ပြောပါမည်အကြောင်းမူကားအကျွန်ုပ်သည်လုံခြုံစွာနေရသောအခွင့်ကိုကိုရောအရှင်ထာဝရဘုရားသာလျှင်အခွင့်ပေးတော်မူ၏Amen. God bless you.